အလုပ်လုပ်ဘူးအိတ်ချင်တယ်အိတ်ထာများကဲစဉ်းစားကြည့်ပေါ့လေဘယ်မိသားစုအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အိတ်နေတဲ့လူတယောက်ကိုဘယ်သူကသဘောကျသူများတွေအလုပ်လုပ်နေအိတ်နေတယ်ဆိုတဲ့လူကုမ္ပဏီဝန်ထမ်းတွေကုမ္ပဏီတွေလုံးလုံးတဲ့ဆိုင်တွေမှာလုံးလုံးတဲ့အိတ်နေတယ်ဆိုတဲ့လူတယောက်ကိုဘယ်သူကသဘောကျဘယ်သူမှသဘောမကျဘူးเนาะအဲ့တော့အိတ်ကြီးတဲ့လူဟာဘယ်နေရာပဲဖြစ်ဖြစ်အိတ်နေတာများတယ်ဆိုတဲ့ပြင်းတဲ့လူတယောက်ရဲ့ကြီးပွားတိုးတက်မှုဆိုတာဘယ်ရှိမှာလဲဒါအမတန်မှထင်ရှားကြီးပွားတိုးတက်မှုဆိုတာမရှိနိုင်ဘူးနောက်တစ်ခုကတော့သဘာတိလီသဘာတိလီဆိုတာအဖွဲ့နဲ့အသင်းနဲ့အပေါင်းနဲ့အဖော်နဲ့တဟာဟာတော်လုတ်ပြီးတော့စကားတပြောပြောနဲ့အချိန်ဖြုံးနေတယ်သဘောလက်ဖက်ရည်ဆိုင်တွေထိုင်ပြီးတော့တဏီကုံဘာလို့မှမလုပ်ဘဲနဲ့နော်နေတဲ့လူမျိုးတွေဒီလိုဆိုလိုတာပေါ့ကစားဝိုင်းတွေမှာတဏီကုံထိုင်ပြီးတော့နေတယ်အပေါင်းအသင်းတွေနဲ့ကစားတယ်လောင်းတယ်ဆော့တယ်အချိန်တွေအလကားဖြုံးနေတဲ့လူမျိုးကိုရောဘယ်မိသားစုကလက်ခံနိုင်မှာလဲဟောအဲ့ဒီပုံကိုယ်တွေဟာလဲပျက်စီးဆုံးရှုံးခြင်းအကြောင်းပဲတဘာတိလီဆိုတာအပေါင်းနဲ့အသင်းနဲ့မှနေတယ်ပြောတယ်တငယ်ချင်းတွေနဲ့ဟေလာဟာလာနဲ့ကိုယ်အလုပ်ကိုမလုပ်ဘဲနဲ့ပညာရေးဆိုရင်လည်းပညာမသင်ဘဲနဲ့တငယ်ချင်းအပေါင်းအသင်းတွေနဲ့တဝဝတဟာဟာနဲ့အချိန်ဖြုံးတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်ဘယ်မိဘကမှကိုယ်သားသမီးကိုနှိမ့်ချိုင်မှာမဟုတ်ဘူးမနှိမ့်ချိုင်သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအဲ့ဒီအမူအကျင့်တွေရှိနေမယ်ဆိုရင်ကျောင်းသားဆိုလို့ရှိရင်လည်းစောင့်ဝဲအောင်မှာမဟုတ်ဘူးအလုတ်သမားဆိုလို့ရှိရင်လည်းအလုတ်ပြုတ်မှာပဲမိသားစုထဲမှာဆိုလည်းဘယ်မိသားစုကမှကြီးမှာမဟုတ်ဘူးဟုတ်ကဲ့လားအေးဒါကြောင့်မို့လို့ဒါဟာလည်းပျက်စီးခြင်းရဲ့အကြောင်းတစ်ခုပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်နောက်တစ်ခုကဘာတော့ဆိုရင်အနုဋ္ဌာတာသယောနရောလူတယောက်ကဒီအိဋ္ဌာတော့မဟုတ်ဘူးအလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဂိုးစလို့ပေါ့နော်ဘယ်တော့မှတက်တက်ကြွကြွမရှိဘူးအလုပ်ဆိုလို့ရှိရင်အချိန်ခိုးတယ်လူတွေမကဘူးတော့ဒါဆင်ကြီးတကောင်အကြောင်းငယ်ငယ်တော့ကြားဘူးတဲ့တစ်တော်ဌာနမှာတစ်ဆွဲတဲ့ဆင်ကြီးတကောင်ရှိတယ်အဲ့တစ်ဆွဲတဲ့ဆင်ကြီးကအချိန်ကြာလို့မောင်းတီးလိုက်ပြီဆိုလို့ရှိရင်သူကဟိုခြုံပုတ်ဒီခြုံပုတ်နဲ့အတော်နဲ့လုပ်ငန်းခွင်ကိုမလာဘူးတဲ့သူ့ရဲ့ဆင်ကိုထိန်းတဲ့ဆင်ဦးသေးကြီးကနေပြီးတော့အတင်းကိုခေါ်ရတယ်အမြဲတမ်း1နာရီလောက်2နာရီလောက်နောက်ကျတဲ့အဲ့ဒီခေါင်ကြီးကအလုံးဝင်ကြီးကြရင်အလွန်ပြင်းတယ်အမြဲတမ်းတိုက်တွန်းနေရဆင်ဦးသေးကြီးကသူ့ကိုအမြဲတမ်းပဲဟိုတတိပေးပြီးတော့ခေါ်နေရတယ်အချိန်စီးလို့ခေါင်းလောင်းတီးပြီဆိုတဲ့အချိန်မှာဆိုရင်တစ်တုံးတွေပါတွေမလာလို့ခေါင်းလောင်းတီးရင်တော့ဟိုနေရာရောက်မရောက်ဒုံးဆိုပြစ်ချပြီးထွက်သွားတာဆင်နော်တစ်တော်ဌာနမှာအဲ့ဒီဆင်တကောင်ရှိခဲ့ဘူးလေပေါ့အဲ့ဒီဟာမျိုးလို့ပေါ့အနုဋ္ဌာတာဘယ်တော့မှအလုံးမကြိုးစားဘူးနေတိုင်းအလုံးဝင်တာနောက်ကြတယ်နောက်ကြပြီးတော့မှရောက်တယ်အမေရိကန်ရောက်တုန်းကတော့အမေရိကန်မှာဗမာတွေတော်တော်ကြိုးစားကြမကြိုးစားလို့9မိနစ်နောက်ကြရင်တနာရီစာဖြတ်တာတနာရီစာဖြတ်လိုက်တာနာရီနဲ့ပတ်စံပေးတာအဲ့ဒီတော့ကဆိုင်ဝန်ထမ်းတွေဆိုလို့ရှိရင်တနာရီကို$5 8နာရီလို့လောက်ရတယ်ရက်နေလို့မရဘူးဒရီဗီရှင်းနဲ့ကြည့်နေတာမန်နေဂျာလုပ်တဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအလုပ်ခွင်တွင်းမှာကော်ဖီထွက်တော့လို့လည်းမရဘူးသူ့ချိန်နဲ့သူလောက်ရအလုပ်ဝင်တဲ့အချိန်မှာလည်းပဲ9မိနစ်နောက်ကျလို့မရဘူး9မိနစ်နောက်ကျရင်တနာရီဖြတ်တယ်နေတိုင်းနောက်ကျပြီဆိုရင်အလုပ်ကပြုတ်သွားအဲ့ကြတော့ဘယ်တော့ဖြစ်ဖြစ်ကြိုးတင်းရအောင်ကြိုးစားကြဟောမြတ်စွာဘုရားကကြည့်ဒီမှာဟောတာအနုဋ္ဌာတာသယောနရောတက်ကြွမရှိဘူးတဲ့အလုပ်မှာခင်နေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကဘယ်တော့မှမကြီးပွားဘူးဒီလိုဟောတာနော်မကြီးပွားဘူးတဲ့မကြိုးစားလို့ရှိရင်သူများရဲ့အောက်ကျနောက်ကျပဲဖြစ်မှာပဲနောက်တစ်ခုကဘာတော့ဆို
အလတ်သောကောဓပညာနောအလတ်သောဆိုပြင်းနေပြင်းနာမှငယ်ငယ်တော့ပြောတဲ့စကားလို့ပေါ့ငပြင်းငပြောသည်စားမလားဆိုလို့ရှိရင်အခွန်နှွာရမှပြင်းလို့အခွန်နှွာပြီးသားလားလို့မေးတယ်နော်ငပြောသည်ဆိုတာဟာအခွန်နှွာဖို့အလွန်လွယ်ဆုံးဟာပဲလေဒီပြင်အသီးဆိုရင်အခွန်နှွာရခက်တယ်အဲ့တော့ငပြောသည်စားမလားမေးရင်တော့အခွန်နှွာပြီးသားလားလို့ပြန်မေးတယ်အဲ့ဒီကဘာမှာစံချိန်ချိုးလောက်အောင်ပြင်းတဲ့လူမျိုးကလည်းရာဇကုံမဆိုတဲ့လူပြင်းတယောက်ရှိတယ်စံချိန်ကျိုးတယ်နော်တနေရာလေးကိုသူကတရွေ့ကလေးလောက်ပဲသွားတယ်ပေါ့1000-2000ရွှေ့ုံလေးရွှေ့အဲ့ဒါလောက်ပြင်းတဲ့အကောင်တောထဲရောက်နေလို့တောမီလောင်ရင်မင်းဘယ်လိုလုပ်မလို့ဆိုဒါလောက်ပြင်းပြီးတော့မင်းသွားရမှာပြင်းတဲ့လူတယောက်တောမီလောင်ရင်မင်းဘယ်လိုလုပ်မလို့ဆိုတော့တောမီလောင်လို့ရှိရင်လည်းသူကန်တဲ့သူဟာတဲ့လောင်တဲ့အချိန်မှာခြိုက်ကလေးတွေ့ရင်သူအဲ့ဒီထဲပဲလှိမ့်ချလိုက်မှာလို့ပြောတယ်ထပြေးမယ်လို့တော့မပြောဘူးเนาะအဲ့ဒီငပြင်းကတော့စံချိန်ချိုးတဲ့ငပြင်းပဲလောကမှာအဲ့ဒီလိုပြင်းတဲ့လူလည်းမရှိဘူးလို့မအောင်မေးလေနဲ့ပြင်းတယ်နောက်တစ်ခုကဘာလို့ဆိုကောဋပညာနောတဲ့အရာရာမှာထိခနဲ့ရှိဆိုဒေါသစိတ်ဆိုးတတ်တဲ့ပုဂ္ဂိုလ်ဘာနဲ့ဥပမာတူတော့ဆိုအရုကုပမာအရုကဆိုတာလူရဲ့ဒီပြည်တဆိုနဲ့လူတွေရဲ့ခန္ဓာကိုယ်မှာပေါက်တတ်တဲ့အနာတော်နဲ့လည်းမပြောင်းနိုင်ဘူးထိလိုက်ရင်သွေးထွက်လာပြည်လေးတဆိုနဲ့အဲ့ဒီလိုထိလိုက်ရင်သွေးလေးထွက်လာလိုက်ထိရင်သွေးလေးထွက်လာလိုက်နဲ့အတော်နဲ့မပြောင်းနိုင်တဲ့အနစိမ့်လို့ဟာမျိုးလိုပဲတဲ့ဒီပုဂ္ဂိုလ်ကလည်းနည်းနည်းမထိလိုက်နဲ့ထိလိုက်ရင်စိတ်တူတယ်စိတ်ကောက်တယ်ဆိုတာမျိုးတွေရှိတယ်အဲ့ဒီစိတ်တူစိတ်ကောက်မှုဆိုတာတွေကသူ့ရဲ့အမှတ်သားအနေနဲ့ထင်ရှားနေတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲဘယ်တော့မှဆက်ဆံရေးမကောင်းလို့ကြီးပွားတိုးတက်မှုမရနိုင်ဘူးလို့ဆိုပြီးတော့ဒီကထာမှာတော့မြတ်စွာဘုရားကဆုပ်ယုပ်ပျက်စီးခြင်းအကြောင်းကို၅မျိုးဟောထားတယ်